အားလုံးမင်္ဂလာပါကျွန်တော်ပထမဦးဆုံးအနေနဲ့ထွက်ပေါက်ဆိုတဲ့တခြင်းအစ်စ်လေးကိုဆိုပေးချင်ပါတယ်လူသားတိုင်းဟာမုန်းချက်မှုတွေကိုအနည်းနဲ့အများဆိုသလိုကြုံတွေ့ရတတ်ပါတယ်အဲ့လိုကြုံတွေ့တဲ့အခါမှာလဲထွက်ပေါက်ဆိုတာကိုရှာတတ်ကြပါတယ်ကျွန်တော်ရဲ့အချစ်နဲ့မွန်းကြမှုတွေအတွက်ထွက်ပေါက်ဆိုတဲ့တခြင်းလေးကိုနားဆင်ပေးပါခင်ဗျာရေရာမှုများနေနာမှာမသေးချမှုများနာကထဲမှာအစင်မပြေမှုတရားနဲနဲများတဘာဝတော်တယ်ယုံကြည်ချက်များအသက်မဲ့သွားမယုံနိုင်စရာများဒီကဘာကြီးမှာအဝင်ခွင့်ချမရှိတဲ့ရာဒီချစ်များကအပူတများနဲ့သာငါရဲ့ပြည်လမ်းမှာလေချွန်နေတဲ့အချစ်ကတတိယချင်းများစွာလုံးမြောက်ခွင့်ပေးပါစင်ကြနိုင်တဲ့လုံးသားတရားပြိုင်ကားတွေဆွေးပွေပေးပါဒီကွယ်မရှိရတော့မရောက်ချတဲ့မှာလေလုံးလေးတဲ့ဘဝကတို့ရွှေချင်တဲ့ငါကိုလုံးလုံးပေးပါမင်းမရှိတော့တဲ့လောကကြီးတဲ့မှာဘလို့ရှင်တန်နေရှာမှာတော့ကနုံလေမှုများနေနာမှာအသေးချမှုများနာကထဲမှာအစင်မပြေမှုတရားနဲ့နဲ့များဘဝတော်တယ်ယုံကြည်ချက်များသက်မဲ့သွားမယုံနိုင်စရာများဒီကဘာကြီးမှာအဝင်ခွင့်ချရှိတဲ့ရာဒီအချက်များကအဖူးချင်များနဲ့သာငါရဲ့ပြည်လမ်းမှာနေချုံနေတဲ့အချစ်ကဒီအချက်များစွာလုံးမြောက်ခွင့်ပေးပါစင်ချင်နိုင်တဲ့လုံးသားတရားပြိုင်ကားတွေဆွေးပွေပေးပါမိခွင့်ရှိတဲ့တို့တယောက်ချတဲ့မှာလေလုံးလေးတဲ့ဘဝကတို့ချစ်ချင်တဲ့ငါကိုလုံးလုံးပေးပါမင်းရှိတော့တဲ့လောကကြီးတဲ့မှာဘလို့ရှင်တန်နေရှာမှာတရားပြိုင်ကားတွေဆွေးပွေပေးပါဒီကွယ်ရှိတဲ့တို့တယောက်ချတဲ့မှာလေလုံးလေးတဲ့ဘဝကတို့ရွှေချင်တဲ့ငါကိုလုံးလုံးပေးပါအမင်းမရှိတော့တဲ့လောကကြီးထဲမှာ
ငါဘလို့ရှင်သန်နေရမှာတော့ကောင်းလို့နေကျေးဇူးများကြီးတင်ပါတယ်